ကိုထွန်းလွင်နဲ့ဟောဒီကလေးမလေး၃ယောက်မိုးလေဝသယုံအလုတ်လုတ်ချင်လို့ပြောတယ်ဗျာတဲ့ခင်ဗျအင်တာဗျူးဆက်လိုက်စမ်းပါတဲ့ဟုတ်ကဲ့ပါဆရာလို့ကျွန်တော်ဆက်လိုက်ပါမယ်အဲ့ကလေးမလေး၃ယောက်ရောက်လာတော့ပထမဦးဆုံးကလေးမလေးကိုကျွန်တော်မေးသမီးကမိုးလေဝသဌာနအလုတ်လျှောက်တယ်ဆိုတော့သမီးဘွဲရပြီးမှပေါ့ရပြီးပါပြီဆရာဘာဘွဲတော့မဟာသိပ္ပံဘွဲပါဆရာဟာကောင်းလိုက်တာကွာမဟာသိပ္ပံဘွဲဆိုတာဘွဲလွန်မယ်ဘွဲလွန်ကြီးရထားရဲ့တန်းနဲ့မိုးလေဝသကိုအောက်တန်းစရေးရာဒူးဝင်ပေါက်ရာဒူးကိုလာလျှောက်တယ်ဆိုတော့ဒါခန့်တဲ့နေပြီမဟုတ်လားမဟာသိပ္ပံဘွဲလွန်ကြီးရရဲ့တန်းနဲ့မှာအောက်တန်းစရေးမခန့်ရင်ဒါအစိုးရကိုစော်ကားရဖြစ်မယ်ဒါခန့်တဲ့နေပြီဒါနဲ့ဆက်မေးရမဟာသိပ္ပံဆိုတော့သမီးဘာသာအဓိကနဲ့ရတာတော့ဖြည့်တယ်မိုးလေဝသနဲ့ပါဆရာဟာမိုးလေဝသ MSc မိုးလေဝသရုံးမှအလုံးမပေးဘယ်သူပေးမှလဲပေးဖို့တင့်နေပြီပေးကျင်နေပြီဒါပေမဲ့ဒီကြီးကကို့အထက်ကဆရာကအင်တာဗျူးလေးမေးလိုက်ပါအောင်လို့ပြောတော့သမီးရဲ့လို့သမီးရတဲ့ဘွဲ့နဲ့သမီးလျှောက်တဲ့အလုပ်နဲ့ရတော့ညင်းစရာကိုမရှိပါဘူးလို့ဒါပေမဲ့ဒီကြီးကအင်တာဗျူးလေးမေးလိုက်ပါအောင်လို့ပြောလို့ဆရာနည်းနည်းတော့မေးမယ်နော်လို့ဆိုအမေးပါဆရာအေးစစ်စစ်ပဲကဲသမီးကမဟာသိပ္ပံဘွဲ့ယူတော့သမီးစာတန်းလောက်ရမှာပေါ့လောက်ရပါတယ်ဆရာဘာစာတန်းလောက်တော့မေးလိုက်တဲ့အခါမှာသူကစာတန်းနာမည်ပြောပါတယ်သူပြောတဲ့စာတန်းရဲ့နာမည်ကမိုးလေဝသအသုံးအနှုန်းတစ်ခုဖြစ်ပါတယ်vorticity လို့ခေါ်ပါတယ် vorticity ဆိုတာမိုးလေဝသမှာမုန်တိုင်းတစ်လုံးကဘိုးချက်ကိုဝစ်ပတ်ပြီးတော့လေတိုက်တဲ့အခါမှာအဲ့ဒီဝစ်ပတ်တိုက်တဲ့လေတိုက်တဲ့နှုံးကို vorticity ခေါ်ပါတယ်အလုံးရေးကြည့်တာပေါ့မဟုတ်လားဒါမုန်တိုင်းဆိုတာလူတက်လက်တဲ့ပဲအဲ့ဒီမုန်တိုင်းအားကောင်းလားမကောင်းလားဆိုတာအဲ့ဒီ vorticity နဲ့ပြောရတယ်ဟာတက်ကောင်းလားကဲသမီးလို့လွယ်ပဲပေါ့မြန်လည်းပြီးအောင်ပေါ့ကျွန်တော်ကမေးပါတယ်ကဲသမီးရဲ့ဆရာကို vorticity ဆိုတာဘာလဲပြောပြသမှာသူရေးတဲ့စာတမ်းရဲ့ခေါင်းစဉ်အဲ့ဒီခေါင်းစဉ်မှာသုံးထားတဲ့အသုံးနှုန်းကိုကျွန်တော်ကဘာလဲလို့မေးလိုက်တာအဲ့လိုလဲမေးလိုက်ရောတငယ်မကထိုင်ရကြီးမေ့နေတယ်စကားပြန်မရဘူးနော်စကားပြန်မရတော့ကျွန်တော်နောက်တစ်ဆင့်ထပ်မေးသမီးလို့မိုးလေဝသမှာလေဘိုးချက်ကိုပတ်ပြီးတော့လေတိုက်တဲ့ခါမှာနိုင်လက်တန်အတိုင်းနိုင်လက်တန်ဆန့်ကျင်တဲ့ဘက်နဲ့နိုင်လက်တန်အတိုင်းတက်တဲ့နှမျိုးရှိတခုနဲ့တခုကဆန့်ကျင်ဘက်ဆရာတို့သိပ္ပံပညာမှာဆန့်ကျင်ဘက်တွေကိုခွဲခြားတဲ့နည်းရှိအဲ့ဒါဘာလဲဆိုတော့အပေါင်းအနှုတ်နဲ့ခွဲတယ်လို့နိုင်လက်တန်နဲ့ဆန့်ကျင်တဲ့ဘက်နဲ့တိုက်တဲ့လေကိုစိုက်ကလုံးခေါ်တယ်လို့နိုင်လက်တန်တိုင်းတိုက်ရင်အန်တီစိုက်ကလုံးခေါ်တယ်ဘယ်ဟာကအပေါင်းဘယ်ဟာအနှုတ်လဲလို့ဒုတိယမေးကိုမေးလိုက်တော့အဲ့ဒီကလေးမတတိပြန်ပြီးတော့မလဲသေးပါဘူးမေ့နေသေးပါပဲနော်အော်ငါတို့နိုင်ငံမဟာသိပ္ပံနေပါတကူဘွဲ့တွေမွေးထုတ်လိုက်တာတက္ကသိုလ်ကြီးကတနေ့မနေဘူးပဲနော်စာတန်းတွေလုပ်တယ်ဆိုလို့ကောင်းလိုက်တာအခုစာတန်းကိုမေးတာကျွန်တော်စာအုပ်ကိုမလှန်လဲရဘူးမျက်နှာဖုံးကိုမေးတာကိုအလုံးမဖြစ်လိုက်ဘူးနော်ကဲတော်ပါပြီလေဟုတ်လားစာဆိုတာအချိန်တိုင်းမေ့တာပဲအရင်မကြည့်ပါဘူးပြန်ဖတ်လိုက်ပြန်တတိရတာတခါတော့အကြောင်းသားတယောက်ပြောသလိုပေါ့တခါတော့ကျွန်တော်နေတဲ့ရက်ွက်ဘဲဗုဒ္ဓနဲ့မှာပဲဆိုကြပါလို့ဗျာနော်ကျွန်တော်မန်းလေးသားပါနော်မန်းလေးသားဒေဝင်ဘဲဗုဒ္ဓမှာကျွန်တော်နေတာပါဆယ်တန်းစာမောကြီးညီးလာတော့ရက်ွက်ထက်မှာရှိတဲ့ဆယ်တန်းကျောင်းသားတွေကစာရီကျက်နေလက်တာဟိုးစူးညံ့နေတာဒါပေမဲ့မိမကြီးတယောက်ကမျိုးသမီးကြီးတူကသူ့သားကတော့စာမကျက်ဘဲနဲ့ရှောက်လဲနေတယ်အဲ့တော့မအီလို့တဲ့လူကစိတ်မချမ်းသာဘူးအဲ့တော့ဟိုကလေးကလေယာကပြန်လာအိမ်ရောက်တဲ့အခါကျတော့မအီလို့တဲ့လူကစူတာပေါ့ဟဲ့သားစာမေးပွဲနီးပြီလေဒီတန်းတရားကွက်လုံးစာတွေကျက်နေကြတာနေ့မှာစာမကျက်ပါလားဘာလို့မကျက်တာလဲဆူလိုက်တော့သားလို့တဲ့လူကပြန်ပြောတယ်ဘယ်လိုပြောလဲဆိုတော့ကျက်စမ်းမစီအမေယာနဲ့
အဲ့ဒီကောင်နေမေ့သွားရင်ကျွန်တော်နဲ့အတူတူပါပဲသူသားပြောတယ်နော်ညီကောင်းလမ်းကောင်းပေးတာမဟုတ်ဘူးနော်ကိုအဲ့လိုလာပြောရင်ခံရမှာဆိုလို့ပြောပြတာဟုတ်လားအဲ့တော့စာဆိုတာမေ့တတ်တယ်ပေါ့ဗျာကျွန်တော်ပြောချင်တာဒါမဲ့အရေးကြီးတာပါလေအရေးကြီးတာစိတ်ဓာတ်ပဲငါတို့လိုမိုးလေဝသဌာနကိုအလုတ်လျှောက်တယ်ဆိုတော့ဘယ်လိုရည်ရွယ်ချက်နဲ့ပြန်လျှောက်တာလဲပေါ့အဲ့ဒီရည်ရွယ်ချက်ကောင်းရင်သူ့ရဲ့စိတ်ဓာတ်ရည်ရွယ်ချက်ကောင်းရင်စာအုပ်တောင်းမှသင်ယူမယ်အဲ့ဒီဖြေတဲ့အဖြေကြိုက်ရင်ခန့်အောင်မယ်ဆိုပြီးကျွန်တော်ကနောက်တစ်ဆင့်မေးခွန်းမေးပါတယ်ကဲတမီးရဲ့လောကကြီးမှာလေလှုပ်တဲ့အလုပ်၃မျိုးရှိတယ်တမီးတစ်မျိုးကတော့အာနာရှိတဲ့အလုပ်နောက်တစ်မျိုးကတော့ဝင်ကောင်းတဲ့အလုပ်နောက်တစ်မျိုးကတော့ဂုံသိက္ခာရှိတဲ့အလုပ်ဒီ၃မျိုးလုပ်တင်ပါလေမိုးလေဝသအဲ့ဒီ၃မျိုးထဲမှာမပါဘူးမိုးလေဝသမှာဘယ်လိုအခွင့်အာဏာရှိတယ်လဲဆိုရင်လူတွေကတော့ပြောကြတယ်အရေးကြီးတယ်အရေးကြီးတယ်တဲ့အခုဒီကိုအရာမရောက်ပါဘူးအရေးပါပြီမဲ့အရာမရောက်တဲ့ဌာနခဏချင်းကြည့်ပါအမှန်မဲတာနော်ဝင်ကောင်းတဲ့အလုပ်ခိုးကျင်လို့တော့ခိုးစရာမရှိတဲ့ရုပ်မိုးရေကလွဲလို့ခိုးစရာမရှိတဲ့ရုပ်ဗဇက်ကိုရက်ခတ်နေရတဲ့ရုပ်ဥချောက်ပြီးတော့သေတဲ့ရုပ်ကျွန်တော်ညာပြောတာမဟုတ်ပါဘူးကျွန်တော်အတိ၄ယောက်လောက်ဥချောက်ပြီးတော့သေရပါတယ်အဲ့တော့တချို့ကပြောမယ်ဗမာပြည်မှာထမင်းငတ်သေတဲ့လူမရှိပါဘူးယာခင်ဗျမဟုတ်တော့ရှောက်ပြောတယ်မဟုတ်ပါဘူးကျွန်တော်ထမင်းငတ်သေတယ်လို့ပြောတာမဟုတ်ကျွန်တော်တို့ယုံလာတဲ့အခါမှာအင်းကတော့ရှိတာလေးစားလာတာပေါ့လေယုံကြတော့နေလေစားဆိုရှိသေးတာဟုတ်အဲ့နေလေစားစားဖို့အတွက်ဒါထမင်းကြိုင်ဆိုတာယူရတယ်ဒါပေမဲ့ကျွန်တော်ယုံကဝန်ထမ်းတော်များထမင်းကြိုင်မယူနိုင်ဘူးထမင်းကြိုင်မယူနိုင်တော့နေလေထမင်းစားကြည့်ပါထမင်းကြိုင်မပါလို့တခြားတစ်ခုခုအစားထိုးပြီးဥမာလက်ဖေးရည်နဲ့မုံနဲ့ဟာလာပေါင်မုံနဲ့မိုးရင်းကားနဲ့ဒီလိုတစ်ခုခုစားကြရတာပေါ့ဒါပေမဲ့မပြေလေတော့အဲ့ဒါမစားနိုင်ဘူးထမင်းကြိုင်ကလည်းမပါနေလေမှာထမင်းစားကြည့်မှာအစားထိုးစားတဲ့အနေနဲ့မိုးရင်းကားလေးတပွဲလည်းမစားနိုင်ရှင်းရှင်းပြောရရင်တော့မိသားစုစားဝတ်နေရေးအတွက်အငတ်ခံရတာပေါ့ဗျာအငတ်ခံရတာရက်တရများလာတော့အဲ့ဒီလူတွေကကြားတော့အစာမဝင်တော့ကျွန်တော်နဲ့ရင်းနှီးတဲ့လူတယောက်ဆိုရင်ကျွန်တော်ဝယ်ကျွေးတာတော့သူမစားနိုင်တော့ဘူးနောက်ပိုင်းမှာအဲ့ဒါနဲ့ပဲတဖြည်းဖြည်းသိတာပဲနော်စေပညာရမှန်တော့ကျွန်တော်မသိဘူးကျွန်တော်ကတော့အဲ့လိုသိတာကိုဥချောက်သိတယ်လို့ကျွန်တော်တော့ခေါ်တာပဲနော်ဒီလိုယုံမျိုးနော်ဂုံတိတ်ခါသွားစမ်းမှာမိုးလေဝသမိုးလေဝသကဒီနေ့မိုးရွာမယ်ပြောတယ်ထီးထားတယ်မိုးလေဝသကဒီနေ့မိုးမရွာဘူးပြောတယ်ဟဲ့ကောင်ထီးမမင်းနဲ့ယူသွားတယ်နော်အားပေးကြများပြောပါတယ်မဟုတ်လားရွာမယ်ပြောတော့ထီးထားတယ်တဲ့မရွာဘူးပြောတော့ယူသွားတဲ့နော်ကျွန်တော်တို့အခုရည်လို့ရတယ်နော်ဘာဖြစ်လို့လဲဆိုသူများပြောတာကိုကျွန်တော်တို့ဒီဌာနကို45နှစ်လောက်လာပြီးဘဝတစ်ခုလုံးမြုပ်နှံတဲ့လူတစ်ယောက်အနေနဲ့အဲ့လိုပြောရင်ကျွန်တော်ဘယ်တော့နာမလဲဆိုတာနော်ကိုချင်းစာကြည့်စေချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြောခံနေရတာပဲဒီတိုင်းအဲ့တော့အခွင့်အာဏာလည်းမရှိဝင်ငွေလည်းမရှိဂုဏ်သိက္ခာလည်းမရှိဒီလိုရုံးမျိုးကိုတမီးကဘာလို့လှုပ်ချင်ရတာလဲလို့ကျွန်တော်မေးလိုက်ပါတယ်ကျွန်တော်လိုချင်တာက तू ဘယ်လိုစိတ်တက်မျိုးနဲ့လှုပ်မလဲပေါ့နော်ခဏခေတ်ကလေးဒီတစ်ချက်တော့ချီးကျူးပါလေပွင့်လင်းတယ်ရိုးရိုးသားသားပဲဖြစ်ဒီကလေးမကလည်းကျွန်တော်ရိုးသားဖြစ်ပါလေဘာဖြစ်လဲဆိုတော့ဘယ်လိုကြောင့်မှမဟုတ်ပါဘူးဆရာရဲ့အမေကပြောတယ်အိမ်နဲ့နီးတယ်အလကားနဲ့အလကားသွားလှုပ်ဆိုလို့ပါကျွန်တော်ယုံလာတဲ့ရည်ရွယ်ချက်ကအိမ်နဲ့နီးတယ်တဲ့အလကားနဲ့အလကားသွားလှုပ်ပြောလို့လာလှုပ်တာပါဟာနာဂစ်ခင်နဲ့ဒီစိတ်သက်မျိုးနဲ့ပေးတဲ့ကြီးစဉ်းစားပါ
မဟုတ်လားဘယ်လိုလုပ်ကြမလဲကျွန်တော်တို့